ဘော့စကိုမြို့မှာပြုလုပ်တဲ့နေ့80ကမ္ဘာလူမျိုးရတတပဖိုရမ်တက်ဖို့ဒါသမ္မတကြီးပူတင်ရဲ့ဖိတ်ကြားချက်အကျွန်တော်သွားတာဖြစ်ပါတယ်အဲ့မှာတော့သမ္မတကြီးပူတင်နောက်တော့ကဘီလာရုစ်သမ္မတနောက်တော့ကအာမေးနီးယားဝန်ကြီးချုပ်အီသီယိုးပီးယားဝန်ကြီးချုပ်နောက်တော့ကတခြားခေါင်းဆောင်တွေနောက် IAE ရဲ့ညွှန်ကြားမှုချုပ်သူတို့နဲ့ကျွန်တော်တို့တွေ့ဆုံပြီးတော့မှနှစ်ဖက်ပူးပေါင်းဆောင်နိုင်တဲ့နှစ်ဖက်အခြေအနေတွေကျွန်တော်ဆွေးနွေးနိုင်ခဲ့ပါတယ်ဒီစီးရီးကဒီညီလာခံပေါ့ဗျာညီလာခံကတော့ထူးခြားတဲ့ညီလာခံတစ်ခုဖြစ်ပါတယ်အဓိကတော့အမှုမြူစွမ်းအင်ကိုငြင်းညားစွာအသုံးပြုရေးနဲ့ပတ်သက်ပြီးတော့အမြင်ချင်းဖလှယ်ကြတဲ့ဖြစ်ပါတယ်ဒါကတော့ကျွန်တော်တို့လည်းအမှုမြူ IAE အဖွဲ့ဝင်နိုင်ငံတစ်ခုဖြစ်တဲ့အတွက်ကြောင့်အမှုမြူစွမ်းအင်ကိုကျွန်တော်တို့ကလူသားအကျိုးပြုလုပ်ငန်းတွေအသုံးပြုနိုင်အောင်မြင်ချင်းဖလှယ်နိုင်တာပေါ့လေဒါရရှိခဲ့တဲ့အကျိုးကတော့တော်တော်လေးကိုကောင်းတယ်လို့ကျွန်တော်တို့ပြောရပါလိမ့်မယ်ရုရှားသမ္မတမစ္စတာပူတင်နဲ့ကျွန်တော်တို့အဓိကတွေ့ဆုံနိုင်ခဲ့တာရှိပါတယ်ကျွန်တော်တို့မတ်လမှာကျွန်တော်တို့တွေ့ဆုံခဲ့ပြီးဖြစ်တယ်ဒီရဲ့မတ်လတော့တွေ့ဆုံခဲ့တဲ့ရတဲ့ပုံမှုဒီပြီးတော့တိုးတက်မှုအခြေအနေပေါ့ဗျာဒါတွေကိုဘာလို့သုံးသပ်ကြတစ်ဖက်သုံးသပ်ပြီးတော့မှဒီရက်ပို့ပြီးတော့ပူပေါင်းဆောင်မှုနယ်ပယ်တွေတိုးမြင့်ဆောင်နိုင်ဖို့ဒါကျွန်တော်ဆွေးနွေးကြတာဖြစ်ပါတယ်ပထမဆုံးအနေနဲ့ကနှစ်ပါးကုသကြောင်းဝယ်နဲ့ရင်းနှီးမြှုပ်နှံမှုကိစ္စနောက်ဆွမ်းရည်ကိစ္စနောက်တေဖို့ဆောင်ရည်ကိစ္စနောက်ကာကွယ်ရေးဆိုင်ရာပူပေါင်းဆောင်မှုကိစ္စနောက်အာကာသနဲ့အနုမြူဘက်ဆိုင်ရာပူပေါင်းဆောင်ရည်ကိစ္စဒါတွေကျွန်တော်တို့ဆွေးနွေးနိုင်ခဲ့တာရှိပါတယ်အလားတူစွာပဲကာဇက်စတန်နိုင်ငံရောက်တဲ့အခါမှာလည်းကာဇက်သမ္မတကြီးနဲ့ဒါလည်းဒုတိယအကြိမ်ကျွန်တော်ဆွေးနွေးတာဖြစ်ပါတယ်ပြီးခဲ့တဲ့မတ်လကဆွေးနွေးပြီးဖြစ်ပါတယ်ပထမကြိမ်ဆွေးနွေးခဲ့တဲ့ရလဒ်ပုံမူတည်ပြီးတော့ကျွန်တော်တို့ဘယ်ကဏ္ဍတွေမှာပိုပြီးတိုးချဲ့ဖို့လုပ်မလဲနောက်တစ်ခါမြန်မာနိုင်ငံမှာပါလို့ရင်းနှီးမြှုပ်နှံမလဲမြန်မာနိုင်ငံထုတ်ကုန်ပစ္စည်းတွေအသုံးပြုပြီးတော့မှဒီကာဇက်စတန်နိုင်ငံမှာသူတို့တန်ဖိုးမိပစ္စည်းတွေဘယ်လိုထုတ်လို့ကြမလဲနောက်သိပ္ပံနဲ့နည်းပညာဆိုင်ရာကဏ္ဍတွေဘယ်လိုပူးပေါင်းဆောင်ရွက်ကြမလဲမျိုးပြဆိုင်ရာကိစ္စတွေမှာဘယ်လိုပူးပေါင်းဆောင်ရွက်ကြမလဲဒါတွေလည်းကျွန်တော်တို့ဆွေးနွေးဖြစ်ခဲ့ပါတယ်ကောင်းမွန်တဲ့ရလဒ်တွေရတယ်လို့ကျွန်တော်ပြောချင်ပါတယ်စောစောကကျွန်တော်ပြောလို့ပေါ့ဗျာကျွန်တော်တို့ကာဇက်စတန်နိုင်ငံနဲ့တော့ဒုတိယသမ္မတနဲ့ဒုတိယကြိမ်တွေ့ဆုံဆွေးနွေးခြင်းဖြစ်ပါတယ်ကာဇက်စတန်နဲ့ကျွန်တော်တို့က20နဲ့တန်တမဆက်ဆံပေါ်26နှစ်ရှိပါပြီပြီးခဲ့တဲ့1999ခုနှစ်စက်တင်ဘာ26ရက်နေ့ကတန်တမဆက်ဆံမှုလုပ်ခဲ့တာဖြစ်တော့ကျွန်တော်ရောက်တဲ့နေ့က29ရက်နေ့ဖြစ်ပါတယ်26နှစ်ပြည့်ပြီးတရက်မှာကျွန်တော်ရောက်တာပေါ့လေထူးခြားမှုရှိပါတယ်ဒီသူတို့သမ္မတကြီးကလည်းဒါကိုအလေးထားပြီးသူပြောပါတယ်မြန်မာနိုင်ငံခေါင်းဆောင်တယောက်အနေနဲ့ပထမဆုံးလာတဲ့ခီးစဉ်ပြီးတော့ new step ချင်းလက်တကူသူစခဲ့တယ်ဆိုတာလေးသူပြောတာပေါ့စောစောကျွန်တော်ပြောလို့ပဲနှစ်ဖက်ပူပေါင်းဆောင်ရွက်နေပေဒီမှာစီးပွားရေးပူပေါင်းဆောင်ရွက်ရေးနောက်တော့ကရင်းနှီးမြှုပ်နှံမှုကိစ္စတွေနောက်တော့ကသိပ္ပံနဲ့နည်းပညာကိစ္စတွေနောက်ကပညာရေးဆိုင်ပူပေါင်းဆောင်ရွက်မှုတွေနောက်ကျန်းမာရေးဆိုင်ပူပေါင်းဆောင်မှုကိစ္စတွေဒါတွေကျွန်တော်တို့ပြောဆိုနိုင်ခဲ့တာဆွေးနွေးနိုင်ခဲ့တာရှိပါတယ်ကာဇက်စတန်နိုင်ငံကတော့တိုးတက်တဲ့နိုင်ငံတစ်ခုဆိုတာတော့ကျွန်တော်မြင်ပါတယ်သူကအဓိကတော့မြေပေါ်မြေရောက်တန်ဇာတ်ပစ္စည်းတွေအထူးသဖြင့်မြေရောက်တန်ဇာတ်ပစ္စည်းပေါ့ရေနံနဲ့ဓာတ်ငွေတို့နောက်တော့ကချီနီတို့နောက်တော့ကရွှေခရိုမီယမ်တော်တော်ကြီးကိုဒါတန်နဲ့ပတ်သက်တာထွက်တာတော်တော်ထွက်ပါတယ်ကမ္ဘာမှာလည်းထိတ်တန်းပို့တဲ့တင်ပို့တဲ့နိုင်ငံတစ်ခုဖြစ်ပါတယ်သူကစိုက်ပျိုးရေးနဲ့မွေးမြူရေးလုပ်တဲ့နိုင်ငံတစ်ခုပါသူ့နိုင်ငံဂျုံမှာကမ္ဘာမှာအကောင်းဆုံးဂျုံထဲမှာပါတော့ကျွန်တော်တွေ့ပါကျွန်တော်တို့ဒါလည်းနမူနာသုံးဆွဲကြည့်ပြီးဖြစ်ပါတယ်ထုတ်တူပဲမြန်မာနိုင်ငံကနေထုတ်ကုန်ပစ္စည်းတွေမှာဆိုရင်အဓိကတော့ပေါ်ဆန်းမွေးဆန်ပေါ့ပေါ်ဆန်းမွေးဆန်တော်လေးစိတ်ဝင်စားပါတယ်ကျွန်တော်တို့ဒါနဲ့ပတ်သက်ပြီးတော့မြန်မာနိုင်ငံလည်းဟလာဘလို့လမ်းကြောင်းနေကျွန်တော်ပို့မလဲပေါ့သူတို့ရှိပို့မယ်ဒီဟာလေးကျွန်တော်ဆွေးနွေးနိုင်ခဲ့တာရှိပါတယ်ဘယ်လိုပဲဖြစ်ဖြစ်ကျွန်တော်ဦးလီတွေ့ဆုံနိုင်ခဲ့တဲ့အခြေအနေကတော့နိုင်ငံပူးပေါင်းဆောင်မှုနယ်ပယ်ကိုမူတစ်ဖက်ကနေပြီးတော့
စေရထက်တန်စွာနဲ့တိုးချက်ဆောင်ဖို့ဆန္ဒရှိတယ်ဆိုတော့ကျွန်တော်တို့တွေ့ရပါတယ်အဓိကတော့ဗျာကျွန်တော်တို့ကဘက်ပေါင်းကစူးစမ်းဖို့တော့လိုတယ်ဘက်ပေါင်းကစူးစမ်းဖို့လိုတယ်တစ်ဖက်ကလည်းနိုင်ငံရဲ့သဘောထားကွဲလွဲမှုတွေလည်းပြည်တော်စုရဲ့အကျိုးကိုရည်မှန်းပြီးတော့ဒါကိုလည်းအမြင်ချင်းချင်းနဲ့လုပ်ဖို့လိုတယ်အခုတချို့ပြောဆိုနေတဲ့ဟာတွေကတော်လေးကိုအားနည်းချက်တော့ရှိတယ်ကျွန်တော်ကတော့မြင်တယ်အဓိကတော့သူတို့နိုင်ငံရေးဘာသာရေးတိုင်းသားရေးတချို့ပြောဆိုနေတာလေးတွေပေါ့လေပြောဆိုတာလေးတွေကကျွန်တော်တို့ဒီတဲ့ပို့ပြီးတော့အမြင်ချင်းချင်းနဲ့ပြောဆိုလုပ်ကံမျိုးစင်ပိုကောင်းမယ်လို့ကျွန်တော်တို့မြင်ပါတယ်တစ်ဖက်ကလည်းကျွန်တော်တို့တွေကြိုးစားအထောက်မှုလည်းလိုတယ်ကြိုးစားအထောက်မှုနှစ်ပိုင်းပေါ့ဗျာတစ်ခုကတော့ဗာလဲဆိုတော့ပညာသင်ကြားရေးပိုင်းကိုတော့ကျွန်တော်တို့သွားတယ်ဒါတော့ညင်းပယ်လို့မရဘူးတကယ်ဒီတိုင်းပြည်မှာဖြစ်ပနေတဲ့အခြေအနေရဆိုရင်ပညာရေးအားနည်းချက်ရှိနေတာပြင်လိုပါမှာဒုတိယဗာလဲဆိုတော့ကျွန်တော် control လုပ်မှုအလုပ်လုပ်ဖို့လိုတာပေါ့ control လုပ်မှုဒီနှစ်ခုကျွန်တော်တို့လုပ်ကိုလုပ်ရမယ်ကျွန်တော်တို့ကအရင်တော့ကျွန်တော်ပြောခဲ့မှုပါတယ်အဲ့ဒါဗာလဲဆိုတော့အရင်တော့ကျွန်တော်တို့ကတန်ဆာဒပစ္စည်းတွေကိုပုံမှာပဲရောင်းတာပေါ့ဗျာတွင်းတဲ့ပစ္စည်းတွေရေနံတန်းငွေတွေရောင်းတာရှိမယ်နောက်တော့ကတစ်တော်တဲ့ပစ္စည်းတွေရောင်းတာရှိမယ်ဒါပေမဲ့ကျွန်တော်တို့အလုပ်လုပ်ပြီးထုတ်လို့ရတဲ့ပစ္စည်းတင်ပို့ရောင်းချမှုကကျွန်တော်တို့နည်းနည်းအားနည်းပါတယ်ဒါကျွန်တော်ကထောက်ပြပါအဲဒါကျွန်တော်တို့ရှိတဲ့ရေမီတောတောင်တွေကိုရေမီတွေအသုံးချပြီးတော့မှcontrol လုပ်မှုလုပ်ငန်းကိုတော့သွားဖို့လိုတယ်အဲ့ဒါတော့ခိုင်မာတဲ့လုပ်ငန်းပဲခုနပြောတဲ့တရားစာတထုတ်ရောင်းနေဆိုတော့ခိုင်မာတဲ့လုပ်ငန်းတော့မဟုတ်ဘူးတရားဒီခိုင်မာတဲ့လုပ်ငန်းဆိုတော့အလုပ်လုပ်ဖို့လိုတယ်ကျွန်တော်ကာဇက်ဆန်သွားတဲ့အချိန်မှာတတိပြုမှုတာရှိတယ်အဲ့ဒါသူတို့ဆိုလို့ရှိရင်ကျွန်တော်တို့က GDP မှာသုံးမှုဖော်ပြပါတယ်အဲ့ဒါဘာလဲဆိုတော့စိုက်ပျိုးရေးကဏ္ဍကြီးနောက်ကစက်မှုကဏ္ဍကြီးဝန်ဆောင်မှုကဏ္ဍကြီးပေါ့သူတို့စိုက်ပျိုးရေးကဏ္ဍတော်တော်နဲတာတွေ့တယ်ဝန်ဆောင်စက်မှုကဏ္ဍနဲ့ဝန်ဆောင်မှုကဏ္ဍတော့ပိုတော်တော်လေးများတာတွေ့ပါတယ်စိုက်ပျိုးကဏ္ဍ10ရာခိုင်နှုန်းတော့ရှိတာသူတို့လည်းဒါလည်းသူတို့ဒီပြုမှုရထင်ပါတယ်အခုသူတို့လည်းစိုက်ပျိုးရေးတို့ကိုထုတ်လုပ်မှုတွေတော်တော်လေးအားပေးနေတာတွေ့ပါတယ်သူတို့နိုင်ငံမှာလာအလုပ်လုပ်ရမယ်ဆိုလို့ရှိရင်ချက်ချင်းကိုသူတို့တူတောင်းတဲ့ကာလအတွင်းမှာခွင့်ပြုပေးတယ်ကျွန်တော်တို့ပြောတာပါဒီလိုပဲကျွန်တော်တို့ရှိမှလည်းcontrol လုပ်မှုနဲ့ပတ်သက်လို့ရှိရင်တော့လူတိုင်းကစိတ်ဝင်စားဖို့လိုတယ်အယောင်ဝယ်တဲ့ control လုပ်မှုအရင်စလုပ်ပြီးတော့control လုပ်မှုတစ်ဆင့်ကျွန်တော်တို့ကတိုင်းပြည်ဝင်ငွေရအောင်ရှားမှာဖြစ်ပါဒါကျွန်တော်နိုင်ငံတော်နေနေတဲ့ဒါကိုတတိပြုမှုလူတဲ့အကြောင်းလေးကျွန်တော်ပြောချင်ပါတယ်အောင်မြင်တဲ့ခီးစဉ်မှာဗျရုရှားနိုင်ငံတက်သွားတဲ့အချိန်မှာခုနကကျွန်တော်တစ်ချက်ပေါ့ဗျတစ်ချက်ပါလဲဆိုတော့ကျွန်တော်တို့ကကျွန်တော်ဒီသွားတဲ့အချိန်မှာအနုမျိုးကိစ္စနဲ့ပတ်သက်ဆောင်ရေးကျွန်တော်သဘောတူညီချက်လက်မှတ်ချလို့နိုင်ခဲ့တယ်နောက်တော့ကအာကာသနဲ့ပတ်သက်တဲ့ပူးပေါင်းဆောင်ရေးသဘောတူညီချက်လက်မှတ်ချလို့နိုင်ခဲ့ဒီနေ့ခုသဘောတူညီချက်ပဲရှိပါတယ်အဲ့ဒါလည်းနိုင်ငံအတွက်ခြေလှမ်းတက်တွေကျွန်တော်စပြီးချလိုက်တာဟာပါတော့ဒါတခုပေါ့ကျွန်တော်ကတော့နောက်တစ်ခုကဒီဘက်ပေါ့ကာဇက်စတန်နိုင်ငံကတော့သူကလွတ်လပ်ရေးတရားဝင်လွတ်လပ်ရေးရတာတော့1992ခုနှစ်နောက်မှကြာမှသူကလွတ်လပ်ရေးရတာပါဒါပေမဲ့လည်းသူအခြေခံတမန်ကြောင်းအခြေခံတွေအများကြီးရှိခဲ့ပါတယ်သူရဲ့လူသားအရင်းမြစ်နောက်ကသဘာဝအရင်းမြစ်တွေကိုတုံးချပြီးလုပ်တဲ့အခါမှာအခုတိုးတက်မှုတွေကကျွန်တော်မြန်ဝါထင်မြင်ရတာပေါ့ဒီလိုပဲအခုအက်စတန်မြို့တော်လည်းတဲတာကျွန်တော်တို့နေပြည်တော်နည်းနည်းလေးပဲစောပါတယ်ဒါပေမဲ့သူတို့ကတော့ညီနီထားတော်လီပြီးတဲ့အတွက်ကြောင့်နီထားပြီးတဲ့အတွက်ကြောင့်ဒီဆောက်ရေးကတော့တော်လေးအားရပေါ့လေကျွန်တော်တို့တူယူကြတယ်ကျွန်တော်တွေ့တာပေါ့ကျွန်တော်ဒါလည်းသွားကြည့်ခဲ့ပါဒါနဲ့ဒီလိုသွားကြည့်နေတဲ့ဘက်ကလည်းကျွန်တော်နိုင်ငံလည်းဒါဒီလိုမျိုးတိုးတက်တဲ့ပြိုးပြဒီဆောက်မှုတွေကျွန်တော်တို့ဘယ်လိုလုပ်ကြမလဲဆိုတဲ့ဟာလေးစဉ်းစားလုပ်ကံမှုဒါရတာပေါ့ဒါကအောင်မြင်မှုလို့ကျွန်တော်ပြောချင်ပါတယ်